ရခိုင်ယုံမအရှိတ်ဖက်ချမ်းမှာရှိတဲ့တောင်ကုတ်ပန်းတောင်လမ်းပေါ်ကကပ္ပစ16အနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖက်ကနေတိုင်းလိုအကြဆုံးတွေများနေတာကြောင့်စစ်မှုထမ်းတပ်သားတစ်တွေဟာထွက်ပြေးမှုတွေရှိနေရမှာအနည်းဆုံး15ယောက်ထက်မနည်း AAC မှာဖမ်းဆီးခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။အခုထွက်ပြေးလာကြတဲ့စစ်မှုထမ်းပြည်သူစစ်တွေကိုဧပြီလ1ရက်နေ့ကနေ4ရက်နေ့အတွင်းမှာဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ကပ္ပစ16အနီးအနားမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာလက်ရှိမှာရပ်တန့်နေပေမဲ့စစ်ကော်မရှင်ဘက်ကဒရုန်းလက်နက်ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။မက်လအတွင်းကလည်းကပ္ပစ16ကစစ်ကော်မရှင်စစ်ကြောင်းတွေဟာ AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်တို့ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့အောင်မြင်မှုမရဘဲအကြအဆုံးတွေနဲ့တက်ဆုပ်ခဲ့ရတယ်လို့သိရပါတယ်ရှင်။